ဖုန်းတစ်လုံးမရှိရနဲ့အိမ်မှာနေရင်ပတ်စံရှာလို့ရတယ်ဆိုရင်ယုံလားဟုတ်ပါတယ်ဖုန်းထဲမှာချက် GPT နဲ့တော့ရှိယုံနဲ့ကလေးတောင်ဝင်ရှာလို့ရပါတယ်အခုနေ့ကလူတော်တော်များများအသုံးပြုလို့ပတ်စံတော်တော်ရနေကြပါပြီနံပါတ်1 AI နဲ့ဇလန်းတစ်ပုတ်ဖန်တီးပြီး TikTok Facebook YouTube တို့မှာတင်ပါချက် GPT ကိုဇလန်းရေးခိုင်း CapCut InShot စတဲ့ application တွေနဲ့ video လုပ်ကိုယ့်ရဲ့အကောင့်မှာနေ့စဉ်တင်နံပါတ်2 AI နဲ့စားပစ်ပေးပြီးပတ်စံရှာပါဓာတ်ပုံပြင်တာလူကိုဆွဲပေးတာကြီးညာတွေကို AI နဲ့ဗီဒီယိုဖန်တီးပေးတာမျိုးတွေနဲ့ပတ်စံရှာပါနံပါတ်3 AI နဲ့အသိပညာရှာပြီးပတ်စံရှာပါ AI ကနေဘဝနေထိုင်နည်းကျန်းမာရေးနည်းလမ်းများနဲ့တခြားအသိပညာတွေကိုမေးပြီးကင်ဗာနဲ့ဒီဇိုင်းလှလှလေးပြုလုပ်ပြီး PDF အနေနဲ့ရောင်းပြီးပတ်စံရှာပါအခုပြောပြသွားတဲ့နည်းလမ်းတွေပြုလုပ်ပြီးတနေ့တည်းနဲ့ချမ်းသာမယ်လို့မထင်ပါနဲ့ဒါပေမဲ့တနေ့ကိုတနာရီလောက်အချိန်ပေးုံနဲ့ဝင်ငွေတဖြည်းဖြည်းတက်လာနိုင်ပါတယ် AI သုံးနည်းအစင်းစင်ကိုသိချင်ရင်လာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်